ပါကျုပ်ဆရာတို့ကိုစွန့်ကပ်ရမှာထူးခြားချက်လေးတစ်ခုကြောင့်လူပြောများနေတဲ့စွန့်မြတ်သူဆောင်နာမည်ကျော်နုပညာရှင်တွေအထက်တန်းလွှာတွေအလူတန်းပြုလုပ်ကြပြီးဆိုရင်အများအပြားခန္ဓာကြီးကျယ်တဲ့ပြင်ဆင်မှုတွေလူအများကြီးခြံရပြီးကင်မရာမီးရောင်စုံတွေနဲ့ဂုံပကာသနလွှမ်းမိုးလေးရှိတာကိုမြင်ပူကြမှာပါဒါပေမဲ့နိုင်ငံကျော်မင်းသမီးကြီးစွန့်မြတ်သူဆောင်ရဲ့ဒီတစ်ခေါက်စွန့်လူကတော့အဲ့ဒီຢာတွေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေလို့လူပြောများနေတာပါမာကြီးဆိုစွန့်ကပ်လူခဲ့တာကတာမန်ပုဂ္ဂိုလ်မဟုတ်ပဲတိုင်းပြည်ကပါအားထားရတဲ့ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝန္တာဆရာတော်ဘုရားကြီးဖြစ်ပါတယ်။ဒီလိုဆရာတော်ကြီးရဲ့ရှင်မောင်မှာမာကြီးဆိုဟာနိုင်ငံကျော်မင်းသမီးဆိုတဲ့ဂုဏ်မှန်တွေကိုမတွေ့ရပါဘူး။ပရိသတ်တွေချီကျူးဆုံးချက်ကတော့စွန့်မြတ်သူစာဟာဘာဆောင်ရောင်မှမပါပဲတာမန်ထားရကမတယောက်လိုရိုးရိုးရှင်းရှင်းဝတ်စားဆင်ရင်ထားပြီးစွန့်ရင်ကွက်တွေကိုသူတစ်ပါးလက်မလွဲပဲကိုယ်တိုင်ကိုယ်ကျပြင်ဆင်ကတ်လူခဲ့တာကိုတွေ့မြင်ရပါတယ်။သူမဟိမျက်နှာမှာလည်းမိတ်ကပ်ထူကြီးတွေမပါပဲစစ်မှန်တဲ့စေတနာကြောင့်ဖြစ်ပေါ်လာတဲ့ကြည်လင်အေးချမ်းမှုကိုအထင်သာမြင်တွေ့နေရပါတယ်။အလူဆိုတော့ပကာသနာမလိုပါဘူး။စေတနာသာအဓိကပါဆိုတာကိုမာကြီးစိုးကလက်တွေ့ပြသလိုက်တာပါပဲ။ဒီလိုကုံပကာသနာမပါပဲစိတ်ထားဖြူစင်စွာလှူဒန်းခဲ့တဲ့မာကြီးစိုးရဲ့ပုံရိပ်လေးတွေကိုကြည့်ပြီးပရိသတ်ကြီးတို့ရောဘလို့မြင်မိပါသလဲ။